အောက်ဒစ်စာကုတ်ကုတ်စာနိဝရဏဝိသိကိစ္စနိဝရဏဆိုတဲ့နိဝရဏတရားနှစ်ပါးဖယ်ရှားနည်းကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကိနဲ့တူတူလေးလာမှတ်သားချရအောင်ရှင်။အောက်ဒစ်စာကုတ်ကုတ်စာနိဝရဏဖယ်ရှားနည်း၁ဘဟုတုတရှာမိပါ၂မသိနားမလဲမရှင်းလင်းသည်ကိုမေးမြန်းတတ်ရမည်၃လိုက်နာသင်သည့်အဆုံးအမစီမင်းစည်းကမ်းနှင့်ပတ်သက်၍ကျွမ်းကျင်လိမ္မာမှုရှိရမည်၄ဘဟုတုတအတွေ့အကြုံများသောအသက်အရွယ်ကြီးပြီးလေးစားရမယ့်သူများကိုစီးကပ်ပြီးစကားနားထောင်ရမည်၅မိတ်ဆွေကောင်းရှိရမည်6တင့်လျော်သောတရားစကားနာကြားရမည်ဒီစိကိစ္စနိဝရဏဖယ်ရှားနည်း၁ဘဟုတုတရှာမိပါ၂မသိနားမလဲမရှင်းလင်းသည်ကိုမေးမြန်းတတ်ရမည်၃လိုက်နာသင်သည့်အဆုံးအမစီမင်းစည်းကမ်းနှင့်ပတ်သက်၍ကျွမ်းကျင်လိမ္မာမှုရှိရမည်၄အရာရာကိုဆုံးဖြတ်နိုင်သောအလေးအကျင့်ရှိရမည်၅မိတ်ဆွေကောင်းရှိရမည်6တင့်လျော်သောတရားစကားကိုနာကြားရမှာပဲဖြစ်ပါတယ်ရှင်။ကာမိဆန္ဒနိဝရဏဗျာပါဒနိဝရဏထိနာမိတ်တာနိဝရဏတို့ကိုဖယ်ရှားနည်းဗီဒီယိုလေးကိုရှေ့မှာတင်ထားပေးတာလေးရှိပါတယ်ရှင်။ဒီရဲ့ TikTok အကောင့်ထဲမှာဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်။ကျမရတနာကေပါရှင်။အားလုံးလည်းမိတ်ကောင်းဆွေကောင်းသူတော်ကောင်းများနဲ့သာတွေ့ဆုံပေါင်းသင်းရပြီးသူတော်ကောင်းတရားများကိုကြားနာရတဲ့အတွက်ကြောင့်လောကီလောကုတ္တရာနှစ်ဖြာမှာအောင်မြင်မှုတွေရရှိကြပါစေရှင်အဆုံးထိကြည်ပေးတာလဲကျေးဇူးပါရှင်